ဖုန်းလေးပါလေတောင်းနိုင်အောင်မယ်ဖုန်းလေးပါလေတောင်းနိုင်မှာကွာသူကြီးမင်းတို့ရှိကျမတို့မြို့ပြင်မှာမိုင်ဆာဝါတာဘိုးရင်ဖွင့်ခဲ့ပါတယ်ဟာရောင်ငါတို့မြို့ထဲမှာမဟုတ်ငါတို့အမျိုးပြင်မှာလေမိုင်းစာဝါတာဝင်းဖွင့်ထားတယ်လို့ဖုန်းထဲမှာတင်တက်လာတယ်ဟုတ်တယ်ငါတို့အဲ့ဝါတာဝင်းသွားရမယ်ကွာโอเคတော့တုံကြီးပါငါခေါ်ရမယ်ကွာရောက်တုံကြီးမင်းလိုက်အောင်မလားငါဝါတာဝင်းသွားမို့လေအေးကွာကလိုက်မလားလိုက်မယ်အေးဒါဆိုငါတို့သွားမယ်လေလားဝေကငါတို့ဟိုကားနဲ့ပဲသွားလိုက်တော့အမေစီးနေချာကားထောက်လိုက်ပါဝေဒီမှာတက်တုံကြီးဘာလေးဖြစ်ကုန်တာတော့တုံကြီးရမေးဖြည်းတက်ပါကွာရောက်ငါလုံးတမမောက်တာအဲ့ဆိုလည်းပြီးတော့ကွာမြန်တော့သွားမယ်လေညအဲ့တော့ညနေမဆောင်ခင်ပြန်လာမှရမယ်ဒါမှမဟုတ်မိုးချုပ်တော့ကွာမျိုးပြင်မှာဆိုအန်တယ်လည်းမရတယ်โอเคတဲ့ဝေးပြောက်ရေးတုံကြီးကားဘင်းကပောက်ရတယ်ကွာငါဟိုကားပြင်းတဲ့ဆိုင်မှာထားခဲ့ရတယ်ငါတို့ဒီရေတွေဟိုဘက်ကိုသွားမှာဝါတာဘောင်းရောက်မှာတယ်အဆိုမင်းငါ့ကိုတခြားဖတ်တာတော့လေအေးပြီးတော့ကွာသွားမယ်ရောက်တုံကြီးဟိုရှင်းမှာဝါတာဘောင်းသွေးပြီအေးဟုတ်တယ်ဝါတာဘောသွေးပြီမိုက်တယ်ကွာရောက်ဝေးဝါတာဘောအေးလုံးမကျန်အကောင်လုံးလောက်ထားတာမိုက်တယ်ဟောဒီကနေဝင်ရမှာရတုံကြီးနောက်ဆုံးတော့ဝါတာဘောရောက်ခဲ့ပြီရလားလူမရှိတော့ဝင်နိုင်မှာကွာအိုးမိုက်တယ်ရောက်တုံကြီးရေဒီမှာလာကြည့်လားဟဲ့လာလေးတုံကြီးတုံကြီးလာလေတုံကြီးရတော့ဘာကောင်းလဲမသိရတုံကြီးကျင်းကွာမိုက်တယ်ဝါတာဘောင်းလေအိုးငါတို့ဒါစီးကြမလားလေအေးစီးမယ်ကွာလေဒါအဲ့လိုမျိုးဟိုအားဆိုကြိုက်တယ်ရအဲ့ဒါဒီပေါ်တက်ရတက်လို့မရဘူးလားဒါလည်းဘယ်တက်လို့မရအဲ့တော့ဒီဟိုမှာဟိုတန်းရှိတယ်ရအောင်ဒီမှာလာကြည့်လားဒါစီးမလာလေရတော့ကြည့်တယ်တော့ငါမေးချီရမလားရအောင်တော့ကြည့်ဒီမှာတို့ဒါစီးရမယ်ကွာဘယ်လိုစီးရမလဲဒီကနေတက်တာဟုတ်တယ်တော့ကြည့်ဒီကနေတက်တာကျင်းကွာငါရမ်းကြပါမကျင်းဒီဟာလေးဆိုလည်းရောင်စုံနေတာမိုက်တယ်ရတော့ကြည့်ပြစီးရင်ဒါပဲစီးမယ်အိုးမိုက်တော့မိုက်လိုက်တာငါတို့ကြိုက်ပါရအောင်တော့ကြည့်အေးဝဲကလည်းစားတော့ဆိုင်ပြီးရှိုးတိုင်းရတော့ကြည့်အေးဟုတ်တယ်ရောင်ရေးကိုခန့်ဟိုဒီမှာလည်းကိန်းမုံနေနဲ့အများကြီးပဲကွာတခုစားကြတယ်စားလို့မရဟာငါလည်းမသိဘူးကွာပုံမှန်ဆိုရင်လည်းမိုက်တယ်ကွာအကောင်တော့သူကပြင်ဆင်ထားတာတော့ကြည့်ဒီဘက်လာအေးကွာလာပြီ
အကွာမရတိရဆက်လို့မရဘူးလားအားလုံးပဲကျွန်တော်ဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့မိုက်ဆာဝါတာပွင့်ကိုသွားခဲ့တာဖြစ်ပါတယ်။နေ့ရဲ့ဗီဒီယိုလေးကိုကြားရင်တော့ like and subscribe လေးလုပ်ပေးကြပါနောက်ထပ်ဗီဒီယိုလေးနောက်ထပ်ကောင်းတဲ့ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်အားလုံးရဲ့ bye